ဖခင်များနေမှာလာရောက်ပြီးတော့မှ9နိုင်စီစဉ်မှာလာကြတဲ့တယောက်ချင်းစီတိုင်းဖခင်ကောင်းကြီးပေးပါစေအဲ့တော့နှုတ်ကပတ်တော်ထဲကိုသွားရအောင်ဖခင်များနေတွေရောက်လာတဲ့အခါမှာကျွန်တော်တို့ဘဝသစ်မှာတော့အများနဲ့ဖခင်တွေကိုဂုဏ်ပြုသလိုပဲကျွန်တော်တို့ဖခင်တွေမရှိတော့တဲ့သူတွေဖခင်တွေနဲ့အစင်မပြေတဲ့သူတွေတချို့တွေကြတော့သားသမီးတွေကယုံကြည်သူဖြစ်ပြီးတော့မှဖခင်တွေမိခင်တွေယုံကြည်သူမဖြစ်တဲ့သူတွေဆိုရင်ခါလီမှာကျွန်တော်တို့ကအရန်ဝမ်းသာရပေမဲ့အဲ့ဒီနေ့ဟာဖခင်များနေ့ဟာဝမ်းနည်းရတဲ့နေ့လေဖြစ်သွားတတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘဝသစ်မှာဖခင်မရှိတော့ပေမဲ့ဖခင်တွေနဲ့အကောင်းဆုံးအနီးနားမှာမရှိပေမဲ့ကျွန်တော်တို့ကောင်းကင်အဖဟာကျွန်တော်တို့နားမှာအမြဲတမ်းရှိသောကျွန်တော်တို့ကိုပြုစုသောကောင်းချီးပေးသောအမြဲတမ်းစောင့်ရှောက်တဲ့အဖရှိတယ်ဆိုတာလေးကိုစိတ်ထဲမှာမှတ်ထားစေခြင်းပါတယ်ဒါကြောင့်မလို့ဒီနေ့ဖခင်တယောက်ချင်းစီတန်းကိုလည်းဂုဏ်ပြုသလိုပဲဒီနှစ်မှာတော့ဖခင်အစ်စ်ကတော့ဟန်လင်းအောင်တယောက်ပဲတွေ့ရနော်နောက်နှစ်မှာလည်းဝီလျံချစ်တို့ဘာတို့တွေလည်းကျော်စိုးဟန်တို့ဝီလျံချစ်တို့လည်းဖခင်များနဲ့တန်းစီတဲ့ခါမှာလည်းတန်းစီနိုင်သောသူများဖြစ်နိုင်ဖို့လည်းဆုတောင်းပေးပါတယ်ဆရာနေမင်းလည်းပဲသူကလည်းအိမ်ထောင်မရှိသေးဘူးပေါ့နော်မငိမ့်တဲ့အတူမတည့်ရတဲ့လူများဖြစ်လာမလားပေါ့သူစကားပြောနေလို့ပြောတာပါဆိုတော့နောက်နေ့မှာကျွန်တော်တို့လူကြီးဖခင်တွေလူကြီးထပ်တူဖို့အဲ့တော့ဖခင်များအတွက်အထူးကြုံညာစရာကတော့ကျွန်တော်ဒီအပတ်တွင်းမှာဖခင်တွေအားလုံးကိုဒီနေ့မှာဖခင်တွေအားလုံးကအာရှာတွေကနာမည်စင်းဖုန်းနံပါတ်အားလုံးယူပေးစီခြင်းနဲ့ကျွန်တော်လာမယ့်အပတ်ကနေစပြီးတော့မှဖခင်တွေအမျိုးသားမိသဟာယကျွန်တော်တို့စမှာဖြစ်တယ်အဲ့တော့ငားများသွားမလားဘောလုံးကန်သွားမလားလက်ဝှေ့ထိုးပွဲသွားကြမလားအဲ့ဒါတော့မဆုံးဖြတ်နိုင်ရသေးဘူးအဲ့တော့အဲ့ဒါကိုပထမဆုံးဖြတ်ဖို့ရန်အတွက်ဖခင်တွေအားလုံးတွေ့ပြီးတော့မှဆွေးနွေးဖို့လိုအပ်တယ်အဲ့တော့အားမရက်ဒီကိုကျွန်တော်ဖုန်းဆက်ပြီးတော့မှအားလုံးကိုဖိတ်ခေါ်မှာဖြစ်တယ်အဲ့တော့ကြည့်တဲ့အခါမှာကျွန်တော်ကလှိုင်းသားရရွှေပြည်သားဘက်ကများတဲ့ကျွန်တော်ဒငင်းကုန်းနားမှာမနေ့စာလေးစားရင်းနဲ့အတူတကွဆွေးနွေးပြီးတော့ဆူတောင်းဖို့ရန်အတွက်ကျွန်တော်အကြံပြုလာတဲ့အတွက်ဖခင်တွေအားလုံးဒီနေ့မတည့်ရတဲ့လူတွေအားလုံးရဲ့နာမည်နဲ့ဖုန်းနံပါတ်တွေကိုအာရှာတွေကအားလုံးယူပေးပြီးတော့မှဒီတရက်နေ့မှာကျွန်တော်ဖုန်းဆက်လာပြီးတော့ဖခင်တွေဘာဖြစ်လို့လဲဆိုတော့ဖခင်တွေကအရေးကြီးတယ်เนาะဒီကျွန်တော်စစ်တမ်းကောက်ချက်အရာဆိုရင်တော့မယုံကြည်သူတွေရဲ့မိသားစုဒီမှာမိခင်ပြောင်းလဲလာရင်တဲ့ဟို30%လောက်တမိသားစုလုံးယုံကြည်သူဖြစ်လာတဲ့ရာခိုင်နှုန်းရှိတယ်ဒါပေမဲ့ဖခင်တွေပြောင်းလဲလာတယ်ဆိုရင်တော့တဲ့90%လောက်တမိသားစုလုံးယုံကြည်သူဖြစ်လာဖို့အလားအလာရှိတယ်လို့စစ်တမ်းတွေကကောက်တဲ့ထားတယ်အဲ့တော့ဖခင်တွေကဘလောက်အရေးကြီးတယ်လဲဆိုတော့ဖခင်တွေကကျွန်တော်တို့ကဥဆောင်ဖို့လိုအပ်တယ်လမ်းပြဖို့လိုအပ်တယ်ဆိုတာကြောင့်မလို့ကျွန်တော်တို့ဖခင်တွေကဒီနေ့ကနေစပြီးတော့မှချင်းချင်းပေါင်းသင်းရမယ့်နှစ်ဖြစ်သည့်အားလျော်စွာပဲတာ၍ပေါင်းသင်းနိုင်ဖို့ရန်အတွက်ကျွန်တော်စီစဉ်ထားတာဖြစ်ပါတယ်အားကြောင့်နာမည်ဒီကိုအာရှာဒီကတွေပဲကျေးဇူးပြုရတယောက်မကြံယူပေးဖို့ရန်အတွက်ကျွန်တော်အနေနဲ့ထပ်လောင်းပြီးတော့မှတောင်းဆိုခြင်းပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာနှုတ်ကပတ်တော်တွေကိုသွားရအောင်နှုတ်ကပတ်တော်အစဉ်သင်းဖြစ်ပြီနော်ဖြစ်ပြီလား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 တချို့ကဖြစ်ပြီလားလို့အတန်နဲ့ပြောအဲ့လိုဆိုကျွန်တော်နောက်ဆက်အတန်မထွက်တော့နော်အဲ့လိုပဲမေးတော့နော်အဲ့လိုပဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ရဲ့ series ကဘာအကြောင်းလဲဆိုတော့ကျွန်တော်တို့ကပြန်လဲယုံကြည်ကြရအောင်ဆိုတဲ့ believe againပြန်ယုံကြည်ရအောင်ဆိုတဲ့ series ကိုကျွန်တော်တို့ကသွားနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပြန်လဲယုံကြည်ရအောင်ဆိုတော့ဘာဖြစ်လို့ပြောတယ်လဲဆိုတော့တခါလေမှာကျွန်တော်ကျမ်းစာထဲမှာရှိနေတဲ့အရာတွေတကယ်အနစ်ဖြစ်တဲ့အရာတွေတကယ်ကျွန်တော်တို့ရဲ့ core ဖြစ်တဲ့เนาะအချက်အချာဖြစ်တဲ့ယုံကြည်ချက်တွေကိုကျွန်တော်တို့ကထားခဲ့ပြီးတော့ဒီနေ့ယုံကြည်သူတွေကတခြားနီလန်းတွေကိုဟာနဲ့ကို idea တွေကိုတွေနဲ့သွားလာတဲ့သူတွေအများကြီးရှိလာတခါလေမှာတရားဟောချက်တွေနားထောင်တဲ့အခါမှာ तू ကဟိုအပြင်ကเนาะ Tony Robbins ကပြောနေတယ်လို့နဲ့တရားဟောတယ်လို့နဲ့မကွဲတော့မသေးကွဲတော့ပဲအခြေအနေတွေဖြစ်လာတယ်ဒါကြောင့်မို့ကျွန်တော်တို့က believe again ဆိုတဲ့ကျွန်တော်တို့ရဲ့အဓိကယုံကြည်ရအောင်မယ့်အရာတွေကျွန်တော်တို့ရဲ့အသက်တာထဲမှာเนาะနောင်ဘဝအတွက်ယခုဘဝအတွက်အကျိုးဖြစ်နိုင်မဲ့ယုံကြည်ချက်တွေကိုရွေးပြီးတော့မှကျွန်တော်ဝင်ငှတာဖြစ်ပါတယ်လို့အဲ့တော့ဒီနေ့မှာကတော့အချိန်ကလည်းတိတ်မရှိတော့တဲ့အတွက်တန်းပြီးတော့မှနှုတ်ကပတ်တော်ထဲပြီးခဲ့တဲ့အပတ်ဒီကတော့မနှွေးပေးတော့ဘူးเนาะထပ်ပြီးတော့မှကြည့်ရှင်းနေဆိုရင်ကျွန်တော် YouTube ဒီမှာထည့်ပေးထားတယ် Facebook မှာတော့ loss တော့အကုန်လုံးတော့မတင်ထားသေးဘူးเนาะအဲ့တော့ဘုရားသခင်အားကြောက်ရွံ့ခြင်းကိုပြန်ယုံကြည်ပါဆိုတဲ့ကောင်းစဉ်တယ်ဆိုတော့သူတစ်ဖြစ်ဒီနေ့မှာဖခင်များနေဖြစ်တဲ့အခါမှာဖခင်တယောက်အနေနဲ့အမျိုးသားတယောက်အနေနဲ့ပထမဆုံးကြောက်ရွံ့ယိုသေးရမယ်သူဒီဘုရားသခင်ဖြစ်တယ်အဲ့တော့ယနေ့ခရိယန်ဒီကြားထဲမှာကျွန်တော်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုတော့ပျောက်ဆုံးနေတဲ့အရာကဒီအရာတစ်ခုလေးပဲဒီနေ့ကျွန်တော်ရဲ့သက်တာထဲမှာဘုရားသခင်အားကြောက်ရွံ့ခြင်းကိုဘာလို့ရမလဲပြန်လဲပြီးတော့မှယုံကြည်ဖို့ရဒီနေ့မှာနှိုးဆော်ခြင်းတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကျမ်းစာကိုဖတ်ကြည့်တဲ့အခါလေ့လာကြည့်တဲ့အခါမှာတော့ယေရှုခရစ်တော်ကဘုရားသခင်ကိုချစ်ပါလို့ပြောတဲ့ကျမ်းပိုက်ကလေဖာရီရှဲတွေကလာမေးတဲ့အချိန်တစ်ချိန်ပဲပြောတယ်။မိမိရဲ့ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျဉ်းမဲ့ချစ်လို့ဆိုတော့ညံသွားအဲ့ဒီကျမ်းကဘယ်မှာလဲဆိုတော့ဖာရီရှဲတွေကလာမေးတာပြည့်ညက်ကဘယ်ဟာအကြီးဆုံးလဲလို့လာမေးတဲ့အချိန်မှာပဲယေရှုကဘုရားကိုချစ်လို့သင်ပေးခဲ့တာတဲ့အဲ့တော့ဒီနေ့မှာဘုရားကိုချစ်ချင်းမှာပဲအာယုံစိုက်ကြတယ်အမှန်တကယ်ယေရှုခရစ်တော်ရဲ့တရားကအဲ့ထဲမှာမဟုတ်ဘူးဘုရားသခင်ကိုကြောက်ရွံ့ယူသေးခြင်းကိုယေရှုကအဓိကဟ
ဟောတာဖြစ်တယ်ဖခင်ရဲ့နိုင်ငံတော်မှာဖခင်သခင်ကိုယိုသေးမှဖခင်သခင်ကိုလေးမြတ်မှသာလျင်တဲ့အစဉ်ပြေခြင်းကရှိနိုင်မယ်တဲ့အဲ့တော့ဥပမာအနေနဲ့ရှင်မဿဲ6:9ထဲမှာဆိုရင်ကျွန်တော်တို့ဗာတွေ့ထို့ကြောင့်နဲ့သင်တို့ဆုတောင်းရမည်မှာတဲ့ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့အဘတဲ့ကိုတော်ဤဗါတယ်လေနာမတော်အားယိုသေးလေးမြတ်ခြင်းနဲ့ယေရှုခရစ်တော်ကဆုတောင်းရင်တောင်မှနံပါတ်1စရမှာကဘယ်ကနေလဲယိုသေးခြင်းနဲ့စရတယ်ဆိုတော့ဒီဖခင်သခင်ကိုယိုသေးခြင်းနဲ့စတယ်ယေရှုကအချစ်အကြောင်းပြောတဲ့အခါမှာမေတ္တာအကြောင်းပြောတဲ့အခါမှာနော်တယောက်နဲ့တယောက်ဖခင်ကိုချစ်ပါလားအချင်းချင်းချစ်ကြပါလို့တော့ကျွန်တော်တို့ကိုပြောတယ်ဒါပေမဲ့ဖခင်ကိုချစ်ပါလို့ယေရှုကလုံးဝမတိုက်တွန်းခဲ့ဘူးယေရှုခရစ်တော်တိုက်တွန်းခဲ့တဲ့အရာတွေဖခင်သခင်ကိုကြောက်ရွံ့ယိုသေးပါဆိုတော့အချိန်ဓမ္မဟောင်းမှာရောဓမ္မသစ်မှာရောကျမ်းစာထဲမှာပြည့်ရှိတယ်အဲ့တော့ဒီမှာကျွန်တော်စ조사တာကတော့အနေငယ်ဝင်ခပြည့်တယ်ကျမ်းပိုက်တော်တော်များများကိုပြခြင်းတယ်အဲ့တော့အဲ့ကျမ်းပိုက်တွေကိုစာအုပ်ထဲမှာမှတ်ထားအိမ်ရောက်တဲ့ခါမှာပြန်ဖတ်ကြည့်ပါအကုန်လုံးတော့မရှင်းပြနိုင်တဲ့အချိန်မရှိတဲ့အတွက်နော်နောက်တနည်းဆိုရှင်မဿဲ30ထဲမှာဗာပြောလေတနည်းကတဲ့ကိုခန္ဓာကိုယ်သာတတ်၍တဲ့စိတ်ဝိညာဉ်ကိုမတတ်နိုင်တော့သူတို့ကိုတဲ့မကြောက်ကြနဲ့တဲ့ကိုခန္ဓာနဲ့စိတ်ဝိညာဉ်ကိုငရဲနဲ့ဖျက်ဆီးနိုင်တော့သူကိုသာဗါတယ်ကြောက်ကြဆိုယေရှုခရစ်တော်ကတရားဟောတဲ့အခါမှာဖခင်ကိုချစ်ဖို့တဲ့ဖခင်ကိုကြောက်ဖို့ပို့ဟောတာကိုတွေ့ရတယ်အာမင်ဒီနေ့ဒီခက်မှာကျွန်တော်ကဘာတွေ့ရလဲနောက် slide မှာကြည့်ပါခရိယန်တွေကြားမှာပျောက်နေတာကဖခင်ကိုချစ်ခြင်းမဟုတ်ဘူးဖခင်သခင်ကိုကိုးကွယ်ခြင်းလည်းမဟုတ်ဘူးယနေ့ခရိယန်တွေကြားမှာပျောက်နေတာကဘာပြောလဲဖခင်သခင်ကိုကြောက်ရွံ့ယိုသေခြင်းပျောက်သွားတာအာမင်ဒါကြောင့်မလို့ကျွန်တော်စင်ပေါ်ကနေဖခင်သခင်ကိုကျွန်တော်တို့ကလေးစားခြင်းမရှိအရင်တုန်းကဆိုရင်နော်ကျွန်တော်တို့ငငယ်တုန်းကဆိုဒီပလင်ပေါ်တက်ဖို့ဆိုတာကကိုမပြောနဲ့ဆက်လိမ့်မပြောနဲ့တို့ဒီအပြေမာတော့တောက်လိုက်ဆိုဒီပလင်ပေါ်တက်ဖို့ကအရန်ဝင်လေးတာကျွန်တော်ငငယ်တုန်းကဆိုဒီပလင်ကိုကျွန်တော်ရဲ့ဆက်ဆံမှုကအရန်ကိုလေးစားအခုခက်ကဆိုရင်ကယူကိုမဆိုင်တော့တာဒီအပေါ်မှာတော့မှအိပ်ပြီးတော့မှကွန်စားတဲ့လူတွေကရှိတယ်ဒီအပေါ်မှာတက်ပြီးတော့စလိတ်တဖွာနေတဲ့လူတွေကရှိတယ်ဆိုတော့ကျွန်တော်တို့ကဘာပျောက်သွားတာလဲဆိုတော့ဒီနေ့ခရိယန်တွေကြားမှာပျောက်တာချီးမွမ်းကိုးကွယ်ခြင်းလည်းမပျောက်ချီးမွမ်းကိုးကွယ်ခြင်းကအရန်ကိုခက်စားလာတယ်ဒီနေ့ခရိယန်တွေကြားထဲမှာပျောက်နေတဲ့ယရနာတစ်ခုကဖယားသခင်ကိုကြောက်ရွံ့ခြင်းဖယားသခင်ကိုယိုသေခြင်းနဲ့လုံးလုံးပျောက်သွားတယ်ဒါကြောင့်မလို့ဟောခြင်းတဲ့အတိုင်းဟောတယ်လှုပ်ခြင်းတဲ့အတိုင်းလှုပ်တယ်နေခြင်းတဲ့အတိုင်းနေတယ်ဒီပလင်ဆိုရင်လည်းပဲဘယ်သူကမှကယူမဆိုင်တော့ဘူးကျွန်တော်ဟိုတင်းက post လဲတင်တယ်ဖယားเจ้าဒီမှာကျွန်တော်ပလင်မရှိတော့ဘူးတဲ့ဘာပဲရှိတော့လဲ state စင်ပဲရှိတော့တယ် state စင်ဆိုတာကရှိုးပြဖို့လေဟုတ်တယ်လားလှပချင်းကျွန်တော်တော်ကြောင်မဆိုတချင်းတွေတိုက်ထားပြီးတော့မှအတီးတွေတိုက်ထားကြည့်ပြီးတော့မှလှပအောင်တက်ပြီးတော့မှစင်ပေါ်မှာဆိုတော့ state show တွေလုပ်ရတဲ့နေတာပလင်ပေါ်မှာကဖယားသခင်တကူပြတဲ့နေရာဖြစ်တယ်အာမင်ဒီနေ့ယနေ့ယုံကြည်သူတွေရဲ့ကြားထဲမှာပျောက်နေတာကချီးမွမ်းကိုးကွယ်ခြင်းလည်းမဟုတ်ဘူးဖယားသခင်ကိုလည်းအရန်ချစ်ကြပါတယ်ဒါပေမဲ့ကျွန်တော်မြင်တာပျောက်နေတာကဘာလဲဆိုတော့ဘုရားကိုကြောက်ရွံ့ခြင်းပဲဘုရားကြောက်ရွံ့ခြင်းမရှိကြတော့လူငယ်ရောလူကြီးရောအဖေရောအမေရောသားရောသမီးရောအကုန်လုံးပျောက်သွားတာခရိယန်တွေထဲမှာပျောက်သွားတဲ့အရာကဘုရားကိုကြောက်ခြင်းဘုရားကိုမကြောက်တော့ပောက်ကရတွေပြောကြတယ်ကိုယ်လှုပ်ခြင်းတာလှုပ်ကြတယ်လိန်ကြတယ် prophet ပါဆိုပြီးတော့မှအရင်တုန်းကဆိုကျွန်တော်ကြားဘူးတယ်နော် prophet ပါဆိုပြီးတော့လူတယောက်အိမ်မှာယာထူတိုးခြင်းနေဆိုရင်ဘုရားသခင်ကကျွန်တော်ကိုပြောတယ်30အလူထဲပါတဲ့ဟိုလူကလည်းယာထူတိုးခြင်းတော့30သွားအဲ့ဒီဟာလည်း prophet လည်းမဟုတ်ဘူးလူလိန်နေနော်ကျွန်တော်အိမ်ကိုဆိုလဲရောက်လာဖို့တဲ့ကျွန်တော်မြို့ထဲမှာတနေရာမှာတရားသွားဟောတဲ့ခါကျွန်တော်လိပ်စာကိုယူပြီးကျွန်တော်အိမ်ကိုရောက်လာတာဆရာအတွက်ကျွန်တော်ဆုတောင်းတဲ့ခါဘုရားခင်ပေါ်ပြတဲ့ကျမ်းပိုက်ကတဲ့ဘာများလဲဆိုတော့ तू ကကျွန်တော်ကိုရွတ်ပြရင်လည်း तू ကမေ့သွားတယ်မေ့နေဆရာတဲ့အပေါ်လေးသွားချင်းတော့ဆိုကျွန်တော်နောက်ဖေးကိုဝင်သွားတယ်ကျွန်တော်ကလည်းဘယ်ရမလဲသွားနားထောင်ကျမ်းပိုက်တွေကိုကျမ်းစာအုပ်သေးလေးယူလာတော့လှန်ပြီးတော့အဲ့ဒါပြန်ထွက်ဆရာတဲ့အခုနောက်ကကျွန်တော်ပြောဘုရားဖို့ပြရှောက်မလိမ့်နဲ့လို့ကျွန်တော်အဲ့လိုအလိမ်တွေထဲမှာမပါဘူးလို့ဆိုတော့ဒီနေ့မှာကျွန်တော်ဘာပျောက်သွားတာလဲဆိုတော့ဖယားသခင်ကိုကြောက်ရွံ့ခြင်းပျောက်သွားတယ်ခရိယန်ရဲ့သက်တာထဲမှာအယံဝမ်းနေဖို့ကောင်းတယ်အိမ်မှာလည်းပျောက်သွားတယ်ပလင်ပေါ်မှာလည်းပျောက်သွားတယ်ဖယားเจ้าထဲမှာလည်းပဲလုံးဝဖယားကိုကြောက်ရွံ့ယိုသေခြင်းလုံးဝဒါကြောင့်မလို့ခရိယန်ရဲ့အချိန်မှာဘာဖြစ်လာလဲဖယဲဖြစ်သွားတယ်ပညာမဲ့တွေကဲ့သို့စကားပြောလာတယ်ဘာဖြစ်လို့ဘုရားကိုကြောက်ရွံ့ခြင်းသဘောတည်းပညာရဲ့အချုပ်အခြာဖြစ်တယ်အစလည်းဖြစ်တယ်ဒါကြောင့်ခရိယန်နဲ့ပညာမဲ့ဆိုစကားတွေပြောတယ်သူတို့ရဲ့ရှေ့လည်းမစင်ချင်းနောက်လည်းမစင်ချင်းပပရရှောက်ပြောနောက်မှပြရှင်းရတဲ့ဥစ္စာဘာကြောင့်ဖြစ်လဲဆိုခရိယန်တွေကဖယားကိုချစ်ခြင်းမှာတော့အာကြီးလာကြတယ်ဖယားကိုချီးမွမ်းခြင်းမှာအာကြီးလာကြတယ်သို့တော့ဖယားကိုကြောက်ရွံ့ခြင်းမှာအယံအားနည်းလာတယ်ဖယားကြောက်ရွံ့တဲ့သူဆိုတာမရှိဘူးနော်ကျွန်တော်တို့ဗုဒ္ဓဘာသာဘက်ကနေပြောင်းလဲလာတဲ့လူတွေဆိုသိနော်ဘုန်းကြီးတွေတောင်ကိုယ်အိမ်လာတယ်ဆိုရင်တခါတည်းအောက်ကိုတောင်ဆင်းသွားတာလေနော်အခုဆိုဖယားလာတယ်ဆိုရင်ဂယုကိုမဆိုင်တာဖယားเจ้าဆိုရင်လည်းဂယုကောင်စားကျွန်တော်နေချင်းတို့နေလဲစားချင်းတော့ကိုင်းနေအောင်နဲ့စားပလင်ပေါ်လက်တက်သွားတာပဲဆိုကျွန်တော်ရဲ့စိတ်ထဲမှာဝမ်းအနည်းဆုံးကဒါပါပဲချီးမွမ်းခြင်းနဲ့အာကြီးလာတာကောင်းတယ်ဖယားကိုချစ်ခြင်းအာကြီးလာတာကောင်းတယ်သို့တော်လည်းပဲဖယားကိုကြောက်ရွံ့ခြင်းအားနည်းလာတာဒီနေ့ခရိယန်ရဲ့လောကခရိယန်ရဲ့သမိုင်းကြောင်းတကယ်ကိုစိုးရိမ်စရာ
ယူရိုပဒီမှာပျောက်သွားတာကဖျားကိုကြောက်ရွံ့ခြင်းပျောက်သွားတယ်ဒါကြောင့်မလို့အခုယူရိုပရဲ့ဖျားเจ้าတွေမှာဘီယာဆိုင်တွေဖြစ်သွားတယ်ကျွန်တော်တို့ဘဝအသစ်မှာလည်းပဲဒီတိုင်းဆက်သွားမယ်ဖျားကိုကြောက်ရွံ့ခြင်းယိုသိခြင်းမရှိဘူးဆိုရင်နော်ဒီမှာဆိုရင်ကျွန်တော်တို့အသက်အရွယ်ရှိတဲ့လူတွေ40နဲ့အထက်ဆိုရင်ရှိကြမယ်ငယ်တုန်းကပလင်ဆိုတာကိုသူတို့ကနော်ပလင်ဟာတရားပလင်ပေါ်မှာမင်းအဲ့မလုပ်ရဘူးဟာသားတော့မပြောရကြဘူးတချို့တွေဆိုပလင်ပေါ်မှာလေအခုဆိုအမလေးဒီမှာဟိုရန်တော်ဖြစ်ရကြတယ်ဒါကြောင့်မလို့ဖခင်เจ้าမှာသူတို့ကြိုက်တယ်လို့လာကြတယ်ဘာကြောင့်ဖခင်ကိုကြောက်ရွံ့ယုံကြည်ခြင်းပြောတာဒါကြောင့်မလို့ဒီနေ့မှာကျွန်တော်အနေနဲ့ဖခင်များနေမှာအထူးသဖြင့်ဝေငှချင်တယ်ကျွန်တော်တို့အထဲထဲမှာဒီဖခင်ကိုကြောက်ရွံ့သောသဘောရှိလာပြီဆိုရင်အစဉ်ပြေခြင်းကောင်းကြီးမင်္ဂလာတွေကအလိုလိုနဲ့နောက်ကနေတွန်းလာလိုက်လာတာဖြစ်တယ်ဓမ္မဟောင်းမှာရောဓမ္မသစ်မှာရောယေရှုကအဓိကဟောတဲ့တရားသည်ယုံကြည်သူတွေဖခင်ကိုချစ်လာဖို့မဟုတ်ဖခင်ကိုကြောက်လာဖို့ဖြစ်တယ်ဆုတောင်းဖို့သင်ပေးတာတောင်မှဗာလေကောင်းကင်ဘုံ၌ရှိတဲ့ဖာတဲ့ကိုရောရဲ့နာမတော်ကဗာလေယူသေးလေးမြတ်ခြင်းရှိပါစေသောကိုရောရဲ့နာမတော်ကိုယူသေးခြင်းကြီးအဲ့တော့ဒီနေ့မှာကျွန်တော်ကနေပြီးတော့မှဖခင်ကိုကြောက်ရွံ့ခြင်းကဖခင်ရဲ့တန်ရှင်းခြင်းနဲ့ကြီးမြတ်ခြင်းတို့အားယူသေးလေးမြတ်ခြင်းမှာဖြစ်ပေါ်လာတဲ့အသက်ရှင်ပုံစံဖြစ်တယ်ဖခင်ကိုကြောက်ခြင်းဆိုတာဘာလဲဆိုတော့လန့်ခြင်းမဟုတ်ဘူးနော်ဟုတ်မလေးဖခင်ကကြောက်စရာကြောင်ငါတို့ကိုရိုက်ရင်တော့ဘာဖြစ်လဲအဲ့လိုကြောက်ခိုင်းတာမဟုတ်ယူသေးခိုင်းတာဆိုတော့ဘယ်လိုမျိုးဖခင်ကိုကြောက်ရွံ့ခြင်းဆိုတာဒီဖခင်ဤတန်ရှင်းခြင်းနဲ့ကြီးမြတ်ခြင်းတို့အားယူသေးလေးမြတ်ခြင်းမှာစီးထွက်လာတော့အသက်တာပုံစံဖြစ်တယ်အခုကျွန်တော်တို့ကယုံကြည်သူတွေကသင်းဥဆရာတွေကိုပို့ကြောက်တယ်ဖခင်ကိုမကြောက်ကြဘူးကျွန်တော်လာပြီဆိုရင်ပလုတ်ကျင်းထားတယ်ဖခင်နဲ့သွားရင်လုံးဝပလုတ်မကျင်းထားဘူးတချို့လူနော်ဟာဆရာလာမှဒီနေ့တန်ရှင်းလောက်ကြပလုတ်တွေတေချာကျင်းထားကြမဟုတ်ရင်လည်း तू ကပါဆက်အနီနေလှုပ်ခိုင်းနေနော်ကွန်စာထားသလားဘယ်လိုလှုပ်ထားသလဲနော်တချို့ဆိုဟာနဲ့ဆက်လက်အနံ့နေထွက်မှာဆိုလို့ဆိုဒီနေ့ဖခင်ကိုကြောက်ရွံ့ခြင်းမရှိတဲ့သင်းဥဆရာတွေကိုပို့ကြောက်သင်းဥဆရာတွေကဘာမှမလုပ်ပေးနိုင်ဘူးကျွန်တော်ဘာမှမလုပ်ပေးနိုင်ဖခင်ကသာလုပ်ပေးနိုင်တာဖြစ်တယ်အာမင်ဒါပေမဲ့ဒီဖခင်ကိုကြောက်ရွံ့ယိုသေးခြင်းမရှိတော့ဘူးအဲ့ဒီအသက်တာပုံစံဖြစ်တယ်ဖခင်သခင်ကိုကြောက်ရွံ့ယိုသေးခြင်းဆိုတာဒီဖခင်ရဲ့တန်ရှင်းခြင်းနဲ့ဖခင်သခင်ရဲ့ကြီးမြတ်ခြင်းတို့ကတကယ်ကိုယိုသေးပြီးအသက်တာထဲကနေပဲတကယ်ကိုယိုသေးလေးမြတ်ခြင်းကယိုသေးလေးမြတ်ခြင်းကနေဖြစ်ပေါ်လာတဲ့အသက်ရှင်ပုံစံဖြစ်တယ်ဒီပေါ်မှာပဲမဟုတ်ဘူးအပြင်မှာရောအိမ်မှာရောတောင်ယာမှာရောအလုတ်မှာရောဒီဖခင်သခင်ကိုသက်သေပြုပြီးတော့မှအသက်ရှင်တက်လာတယ်ဆိုရင်ဒီအသက်တာထဲမှာဖခင်သခင်ကကောင်းကြီးတွေလည်းကျွန်တော်တို့ကိုတွန်းလောင်းပေးမှာဖြစ်တယ်အဲ့တော့ဒီနေ့မှာကျွန်တော်ကြည့်ချင်တဲ့ကျမ်းပိုက်ကအဓိကတော့ပုဂ္ဂိုလ်2ယောက်ပြီးတော့ယေရှုခရစ်တော်ကိုယ်တိုင်ကိုလည်းကြည့်ချင်တယ်ဒါပေမဲ့ပထမဆုံးအနေနဲ့ကတော့အကုန်လုံးကသိတဲ့ယောဘဝတ္ထုယောဘအမည်ရှိသောသူတယောက်သည်တဲ့ဥဇပြည်၌နေ၏တဲ့သေချာဖတ်စေချင်တယ်နော်ထိုသူသည်စုံလင်ဖြောင့်မတ်ခြင်းရှိ၏ဗါတယ်လေဖခင်သခင်ကိုဘာလို့တော်သူချစ်တော်သူမဟုတ်ဘူးနော်ဖခင်သခင်ကအရန်ကိုးကွယ်တော်သူချီးမွမ်းကိုကြောင့်အားကြီးတဲ့သူဆိုမနဲ့ကိုခက်ဆက်ဖွင့်ပြီးတော့တဏီကိုချီးမွမ်းတဲ့လူမဟုတ်ဘူးနော်အိုးကသလားမဲ့ယောဘအဲ့လိုမျိုးမဟုတ်ဘူးနော်ယောဘသည်ကသလားခုံသလားတော့ကျွန်တော်မသိပေမဲ့ကျွန်တော်သိတာတစ်ခုတွေကျမ်းစာအရဆိုရင်ဖခင်သခင်ကိုဘာလို့တော်သူကြောက်ရွံ့တော်သူအခုနောက်ကကြောက်ရွံ့တော်သူဆိုတာဒီဖခင်သခင်ရဲ့ကြီးမြတ်ခြင်းနဲ့ဖခင်သခင်ရဲ့တန်ရှင်းခြင်းကိုအသက်တာထဲမှာပေါ်လွင်စေတော်သူကိုပြောခြင်းဖခင်ကိုကြောက်တဲ့လူဆိုဖခင်သခင်ရဲ့တန်ရှင်းခြင်းဖခင်သခင်ရဲ့ကြီးမြတ်ခြင်းတွေကိုအသက်တာထဲမှာပေါ်လွင်စေတာအဲ့တော့ယောဘသည်တဲ့ဖခင်သခင်ကိုကြောက်ရွံ့တော်သူတဲ့မကောင်းသောအကျင့်ကိုရှောင်တော်သူဖြစ်တယ်အဲ့တော့ဒီထဲမှာကျွန်တော်ဗာတွေ့ရဆိုယောဘသည်နော်ယောဘဆိုတာတချို့တွေကမသိဘူးဆိုယောဘကသူ့ရဲ့သားသမီးတွေဆုံးရှုံးတဲ့သူတရိษံတွေကြွယ်ဝသမျှတွေအားလုံးဒီလိုစက္ကန့်အတွင်းမှာအကုန်လုံးဆုံးရှုံးပြီးတော့မှနောက်ပိုင်းမှာသူ့ရဲ့မိန်းမကပင်လေဒီဖခင်ကိုနင်းစွန့်ပစ်လိုက်ချိန်ဆဲလိုက်ဆိုတော့သူ့မိန်းမကတောင်တိုက်တွန်းလိုက်ပြီးငါဘယ်တော့မှဒီဖခင်ကိုမစွန့်ရဘူးလို့ပြောလိုက်ပြီးနောက်ပိုင်းမှာကောင်းကြီးမင်္ဂလာတွေအများကြီးပြန်ပြီးတော့မှခံစားလာတော့ပုဂ္ဂိုလ်တူဖြစ်တယ်ဆိုတော့ယောဘအသက်တာထဲမှာဖခင်ကိုချစ်ချင်းနဲ့မဟုတ်ဘူးနော်ကျွန်တော်တို့ဖခင်သခင်ကိုချီးမွမ်းခြင်းနဲ့ဖခင်သခင်ကိုဘာလို့တော်သူကြောက်ရွံ့တော်သူပြောကြည့်အောင်ဖခင်သခင်ကိုကြောက်ရွံ့တော်သူဆိုတော့ဒီနေ့ခရိယာတွေထဲမှာပျောက်နေတာကဒီတစ်ခုလေးပဲပျောက်နေတာဒီတစ်ခုလေးပဲလူငယ်ဒီမှာလည်းဒါပျောက်နေတယ်လူကြီးဒီမှာလည်းဒါပျောက်နေတယ်အလုတ်ခွင်သွားတဲ့ခါမှာဖခင်မရှိတော့သလိုလိုဖခင်เจ้าကလည်းထွက်သွားပြီဆိုတာနဲ့ဖခင်ကဒီမှာဖခင်เจ้าမှာပဲကြိုးချီပြီးတော့မှတုတ်ထားခဲ့သလိုလိုနဲ့ဟောဘာလိုင်းကားပေါ်မှာတက်ပြီးဆိုတော့တခါတည်းထပြီးရံဖြစ်တော့တာဘာကိုတော်ရှိတယ်ဆိုတာလုံးဝမေ့သွားအဲ့တော့ဒီနေ့မှာရှိလာတဲ့ညီကိုမောင်နှမတွေအထူးသဖြင့်ဖခင်တွေအနေနဲ့ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့မိသားစုတွေကိုဖခင်ကိုကြောက်ရွံ့ခြင်းသဘောအပြည့်ရှိခြင်းနဲ့အဲ့ဒီပုံစံတွေရောနေတိုင်းပြဖို့ရန်အတွက်ကျွန်တော်ကအသက်ရှင်လာတယ်ဆိုရင်ကောင်းကြီးမင်္ဂလာတွေဖခင်ကတွန်းလောင်းတယ်သုတ်တန်ကျမ်းထဲမှာဒီလိုပြောထာဝရဖခင်ကိုကြောက်ရွံ့သောသဘောကတဲ့ဗါတယ်လေလူစရိုက်ကိုမုန်းတဲ့သဘောဖြစ်တယ်ဘုရားကျောင်းထဲမှာပဲမုန်းတာမဟုတ်ဘူးအပြင်မှာလည်းဒုစရိုက်ဆိုတာတွေကဘာလဲဆိုတော့ပြောရင်အရန်ရှေ့မှာဆိုတော့ဒီနေ့မှာကကျွန်တော်သိစေချင်တာကခရိယန်တွေကြားထဲမှာပျောက်နေတဲ့အရာကိုပြောပြခြင်းတယ်
တတိထားစေခြင်းဒီနေ့ကနေစပြီးတော့မှတင်းရဲ့ချီးမွမ်းခြင်းမှာဘုရားကိုကြောက်ရွံ့ခြင်းပါမလာရင်အလကားပဲတင်းရဲ့ပေးကမ်းခြင်းမှာဘုရားသခင်ကိုကြောက်ရွံ့ယိုသေးခြင်းမပါလာရင်အလကားပဲတင်းရဲ့တင်ဆက်ခြင်းမှာဘုရားသခင်ကိုကြောက်ရွံ့ယိုသေးခြင်းမပါလာရင်အလကားပဲတရက်တရားဟောချက်တွေမှာကျွန်တော်ဘုရားသခင်ကိုကြောက်ရွံ့ခြင်းယိုသေးခြင်းမပါလာရင်အလကားပဲဒါကြောင့်မို့ကျွန်တော်ရဲ့သားသမီးတွေမှာရောကိုယ့်ရဲ့နှလုံးသားထဲမှာထည့်ရမယ့်အရာတွေဘုရားသခင်သည်ကြီးမြတ်သောဘုရားတန်ရှင်းသောဘုရားဖြစ်ထိုဘုရားကိုကျွန်တော်သည်လေးမြတ်တယ်ကျွန်တော်ယိုသေးတယ်သူ့ကိုကျွန်တော်သည်ကြောက်တာတော့မဟုတ်တော့လည်းပဲယိုသေးခြင်းကျွန်တော်ပြုရမယ်ဘုရားကိုယိုသေးတော်သူတွေဘဝမှာဘုရားရဲ့မျက်နှာသားနဲ့သွားခွင့်ကိုရတော်သူဖြစ်လာလိမ့်မယ်ဟာလေလုယာဒါပေမဲ့ဒီနေ့မှာကျွန်တော်ပြောင်းနေတာကဒါပဲယောသကိုလည်းပြန်ကြည့်ကြည့်အောင်ဤအိမ်တွင်လည်းတဲ့ကျွန်တော်ထက်သာ၍တဲ့ကြီးတော်သူမရှိပါတဲ့ကိုမယားဖြစ်သောတခင်မတပါတခင်မတပါတဲ့အဘေအရာကိုမြကျွန်တော်အားမမြင့်တားပါတဲ့သူဖြစ်လျင်တဲ့အပြစ်ကြီးသောဤအမှုကိုကျွန်တော်ပြု၍ဖယားသခင်ကိုအဘယ်သို့ပြစ်မှားနိုင်သနည်းဟုသခင်ဤမယားကိုငင်း၍ပြန်ဆိုယောသရဲ့အသက်တာထဲမှာဘာရှိတာလဲယောသချီးမွမ်းကိုးကွယ်ခြင်းဘုရားကြောင့်သွားတယ်ဆိုလည်းမကြားဘူးရဘူး။ယောသကမနေ့တိုင်းရစ်ပူဇော်တယ်ဆိုလည်းမကြားတာဘုရားသခင်ရဲ့ယောသထဲမှာရှိတာအထဲထဲမှာဘာရှိတာဘုရားကိုကြောက်ရွံ့ယိုသေးခြင်းသဘောလေးရှိတယ်။ဒါကြောင့်ဒီမှာရှိတဲ့ယောဘကိုကြည့်တဲ့အခါမှာတွေ့ရလဲဘုရားကိုကြောက်ရွံ့တော်သူယောသကိုကြည့်တဲ့အခါမှာလည်းဘုရားသခင်ကိုကြံတဲ့လူတွေအားလုံးလည်းဘုရားကိုမကြောက်မရွံ့ရှံစုံတို့လို့ဘုရားသခင်ကဗိသိက်ထားတယ်ဘုရားကိုမကြောက်မရွံ့မယိုမသေးနေတယ်ဆိုရင်သူစိတ်ကြိုက်အသက်ရှင်လာတဲ့သူတွေတွေ့ရတယ်။ဒီမှာယောသကဘာပြောလဲဒီလောက်အပြစ်ကြီးတဲ့အမှုကိုတဲ့ကျွန်တော်ဖယားကိုပြစ်မှာဖို့တဲ့ဘလို့နဲ့ကျွန်တော်လုံမှာလေဒီမှာဖယားကတော့မမြင်ရပေရဲ့ဖယားရဲ့ပုံတော်ကဒီအိမ်မှာတော့မရှိပေမဲ့ကျွန်တော်နှလုံးသားထဲမှာကျွန်တော်ကိုအုပ်ဆိုးနေကျွန်တော်ကိုပို့ဆောင်နေတော့ဒီဖယားကိုကျွန်တော်မပြစ်မှာဘူးတဲ့ယောသရဲ့အထဲထဲမှာရှိသောအရာသည်ဖယားသခင်ကိုကြောက်ရွံ့ယိုသေးခြင်းဖြစ်တယ်အာမင်ဒီနေ့ခရိယန်တွေရဲ့ကြားထဲမှာယုံကြည်သူဘဝသစ်တွေကနေစလို့ရတယ်ကျွန်တော်တို့အသက်တာထဲမှာဖယားသခင်ကိုကြောက်ရွံ့ခြင်းယိုသေးခြင်းအသက်တာထဲမှာရှိလာပြီဆိုရင်ယောဘကဲ့သို့ဆုံးရှုံးခြင်းတော့ရမယ်လို့တော့မပြောချင်ပဲဘလို့ပဲဆုံးရှုံးခဲ့ပါစေဖယားသခင်ထံကနေပြီးတော့မှကောင်းကြီးများပြန်လဲရိတ်သိမ်းရတဲ့ခွင့်ကိုဖယားသခင်ကပေးလိမ့်မယ်ယောသကဲ့သို့ပဲဒုက္ခမကြုံရဘူးကျွန်တော်ပြောလို့မရပဲယောသကဲ့သို့ကြုံကောင်းကြုံတဲ့သို့တော်လည်းပဲဖယားသခင်ရဲ့ကြောက်ရွံ့ဖယားသခင်ကိုကြောက်ရွံ့ယိုသေးခြင်းနှလုံးသားထဲမှာပိုက်ထားတယ်ဆိုရင်အသက်တာထဲမှာဖယားသခင်ရဲ့ချီးမြှောက်ခြင်းကိုသင်ဟာခံစားရမယ့်သူဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့အသင်းတော်ဟာဒီနေ့မှာယုံကြည်သူတွေဟာချီးမွမ်းခြင်းတွေမှာအာကြီးလာတဲ့နော်အပြင်ကလူတွေနဲ့နှိုင်းစရာတော့မရှိဘူးဖယားသခင်ကိုကြောက်ရွံ့ယိုသေးခြင်းမှာအရန်အားနေလိုက်ဒါတော့ဘဝသစ်ကနေကျွန်တော်စရအောင်ဖယားသခင်ကိုကြောက်ရွံ့ကြရအောင်ယိုသေးကြရအောင်အာမင်ဒီဘုရားဟာယိုသေးလို့ခံထိုက်တော်သူဖြစ်တယ်။ဒါကြောင့်မိတ်ဆွေရဲ့အသက်တာထဲမှာဒီနေ့ဘာကြောင့်များငါဒီလောက်ဘုရားကြောင့်တဲ့ရသားနဲ့ဘယ်တော့ငါလှုပ်ရသားနဲ့ဆယ်ဖို့တပိုးတွေလည်းမှန်ရသားနဲ့ဒီနေ့မှာပြောပြခြင်းနဲ့အထဲထဲမှာဘုရားကိုကြောက်ရွံ့ခြင်းနှလုံးသားရှိလားတကယ်ကိုယိုသေးခြင်းရှိသလားဆုတောင်းတဲ့အခါမှာဘယ်လိုပုံစံတခါလေးမှာအိတ်လို့ကိုဆုတောင်းလို့အိတ်ပြီးတော့မှဆုတောင်းလို့မရဘူးလားရပါတယ်ဒါပေမဲ့တငယ်ချင်းနော်ရက်ွက်လူကြီးလာရင်ဘယ်သူမှအိတ်ပြီးတော့မှစကားပြောတဲ့လူမရှိဘူးရက်ွက်လူကြီးတောင်မှခင်ဗျာမတ်တရပြီးတော့မှစပင်လေးဒီလိုလေးဖိပြီးတော့မှသွားတွေ့ရမှာဆိုဒီဘုရားသခင်နဲ့တွေ့ဖို့ကတော့ဘာဖြစ်စီလေးပါလေးလိမ့်ထားပြီးတော့ကိုတော်ဘုရားဆိုတော့နှိတ်တာတွေပါခြီးပြီးတော့မှသွားမတွေ့သင့်ဘူးလားမဟုတ်လားကိုယ့်ရဲ့ရက်ွက်ထဲကရက်ွက်လူကြီးကိုယ့်အိမ်လာတာတောင်မှကျွန်တော်အင်ကြီးတေချာဝတ်ပြီးတော့စပင်လေးသွားဖိပြီးတော့မိတ်ကလေးပိုင်းလေးလိမ့်ထားပြီးတော့မှသွားတွေ့ရမယ်ဆိုရင်ဒီဘုရားသခင်ဒီလောက်ကြီးမြတ်တဲ့ဘုရားခင်နဲ့သွားတွေ့ဖို့ကိုကျွန်တော်ကဖြစ်တယ်လို့နဲ့သွားတွေ့မယ်ဆိုရင်ကျွန်တော်အထဲထဲမှာဘာရှိလဲဆိုတာဖော်ပြနေတာပဲအာမင်ဒါကြောင့်မလို့ဖယားเจ้าနေမှာဟိုလိုဒီလိုဝတ်လို့ရလာသလားဆိုပြီးတော့တချို့တွေကမေးကြတယ်ဝတ်ချင်ဝတ်ဒါပေမဲ့ဘယ်သူနဲ့တွေ့မလဲဆိုတဲ့ပုံမှာခမရရဲ့ဝတ်စားကမူတည်သွားမှာပဲကိုရိုနဲ့လာတွေ့ဖို့ဆိုရင်ကိုရိုနဲ့လာတွေ့တော့ဘယ်သူနဲ့မှလာတော့ကိုရိုနဲ့လာတွေ့တော့ကိုရိုနဲ့လာတွေ့ဖို့ပဲဝတ်လာခဲ့အဆင်ပြေတယ်ခရစ်ယာန်တွေကဒါပေမဲ့ဟိုဟာမဝတ်ရဘူးဒီဟာမဝတ်အဲ့လိုပြောနေတာတွေဘာကြောင့်လဲဆိုကျွန်တော်ကဖယားကိုကြောက်ရွံ့ခြင်းနှလုံးသားထဲမှာမရှိတော့လို့ဒီနေ့ခရစ်ယာန်တွေကဆုံးမရအခက်ဆုံးသောသူတွေဖြစ်လာတယ်ဖယားကြောက်ရွံ့ခြင်းဒီဖယားသည်တကယ်ကြီးမြတ်သောဖယားသခင်အရာခတ်သိမ်းကိုလုံနိုင်သောဖယားသခင်သင်ကိုဘယ်သူကမှမဖွင့်ပေးနိုင်သောစကားကိုဖွင့်ပေးနိုင်တဲ့ဖယားသခင်ဖြစ်ဒီဖယားကိုယိုသေးကြည့်ပါဒီဖယားကိုကြောက်ရွံ့ခြင်းပါအသက်တာထဲမှာလူဒီလုံးဝမထင်တော့သောကောင်းကြီးတွေမင်္ဂလာတွေကိုဒီဖယားကသွန်းလောင်းပေးလိမ့်မယ်အာမင်ဒါကြောင့်မလို့ဒီနေ့မှာမိတ်ဆွေတွေကိုပြောပြခြင်းဖယားကိုကြောက်ရွံ့ယိုသေးခြင်းမရှိကြတဲ့အခါခရစ်ယာန်ဆိုတခါလေမှနော်အင်တာဗျူးတွေခရစ်ယာန်ဆရာတော်ဟိုလှုပ်လို့ရလားခရစ်ယာန်တယောက်နဲ့တက်တူးထိုးလို့ရလားဟိုဟာလှုပ်လို့ရလားဒီဟာလှုပ်လို့ရလားကွန်ဆာလှုပ်ကိုရလားတချို့ဆိုနော်ကျွန်တော်ချင်းတောင်းတွေပါသွားတယ်ဆရာတဲ့ဆက်လိတောက်တာဟောငရဲသွားမလားအမလေးတဲ့ငရဲမသွားဘူးလို့တနေ့ဘယ်နဲ့လိတောက်လဲ9လိဒီနေ့ကဆက်အလိ50တောက်တယ်မြန်မြန်ရောက်တယ်လို့အဲ့တော့9လိပဲတောက်တာကိုမြန်မြန်မရောက်ဘူးလားအဲ့ဒါကိုရိုနဲ့မြန်မြန်တွေ့ချက်မြန်မြန်တောက်မြန်မြန်တောက်90နဲ့100ပါသမင်းမစားအဲ့ဒါပဲတောက်လို့ခဏလေးချက်ချင်းတန်းရောက်သွားလိမ့်မယ်
နော်မဟုတ်လားတကယ်မှန်တယ်လေဆိုအဲ့ဒီမိခွန်းတွေအားလုံးရဲ့အချုပ်အခြာအရင်အမြစ်ကပါလဲဆိုတော့ပညာဆိုတဲ့ဖယားကိုကြောက်ရွံ့ခြင်းဖြစ်တယ်ဖယားကိုယိုသေးတယ်ဆိုရင်ဒီနေ့အခုနကပြောနေရက်ွက်လူကြီးနဲ့တွေ့ဖို့တောင်မှရီးစားနဲ့တွေ့ဖို့တောင်တချို့ဆိုညတောင်မအိပ်ဘူးစပင်းနေဖီကြီးလိုက်ဟိုဘက်ချကြည့်လိုက်ဒီဘက်ချကြည့်လိုက်ဟိုလာဒီအင်ကြီးဝတ်ကြည့်လိုက်ဟိုအင်ကြီးဝတ်ကြည့်လိုက်အစင်မပြေပြန်ချောလိုက်ပြန်လှုပ်လိုက်နဲ့အဲ့လောက်ပြင်လာတယ်ဆိုဖယားနဲ့လာတွေ့ဖို့ဆုတောင်းတဲ့အခါကျတော့မျက်စိရတစ်ခါတဲ့မျက်ချီတွေကကြီးကြီးနဲ့ဆုတောင်းကြတယ်ဖယားနဲ့တွေ့ဖို့ကြတယ်အဲ့ကြောင့်ဖယားကမျက်ချီကြီးကြီးနဲ့သွားတွေ့တယ်ဆိုရင်အဲ့ဒါတွေဖယားနဲ့မတွေ့ခဲ့လို့သိချတယ်ဖယားနဲ့တကယ်တွေ့ခဲ့တော့ကောင်းကောင်းလေးပြင်ပြီးတော့နော်ကိုတော်ရှင်ဖယားဆိုတော့ဖယားကိုရှိမှရှိနေနော်ရက်ွက်လူကြီးထိုင်နေတော့ကျွန်တော်ရက်ွက်လူကြီးမပြောနဲ့ဥမြူဦးတော်မှာအိမ်ကိုလာရင်ကျွန်တော်ပေါ်မှာမှန်3ခါကြည့်ပြီးတော့မှဆင်းမေးသွားတွေ့ရတယ်တကယ်ပြောတာဆိုဒီနေ့ခရိယာနီရဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့ဖယားသခင်ကိုချီးမွမ်းခြင်းမှာအားကြီးလာတယ်ဖယားသခင်ကိုချစ်ခြင်းမှာအားကြီးလာတယ်ဖယားသခင်အတွက်လုပ်ရမယ်မလို့ရှေ့ကနေမြောင်ပဲရှင်ရအိမ်သားပဲဆေးရဆရာအကုန်လုံးလုပ်နိုင်တိုးတော်လဲဖယားကိုကြောက်ရွံ့ခြင်းအဲ့တော့ဖယားကိုကြောက်ရွံ့ခြင်းရှိတဲ့သူကအိမ်သားဆေးလိုက်ဘလို့ဆေးလဲသိလားကိုရောဖယားရဲ့အလုပ်ကိုလုပ်နေတာပဲအဲ့ဒါဖယားကိုကြောက်ရွံ့တယ်လို့ဖယားကမကြောက်ငါကြီးပဲဆေးနေရတာဘာဖျားမှန်းတာဖယားကြောင့်ကတော့အဲ့ဒါဆိုရင်တော့ဖယားကိုမကြောက်လူအလုပ်လုပ်နေတာအဲ့တော့လူအလုပ်လုပ်ပြီးဖယားသခင်နာကကျွန်တော်ကစုကမျောလင်းလို့မရဘူးလေဖယားလို့ရင်ဖယားကပေးမှာပေါ့အခုကကျတော့အိမ်သာတန်ရှင်းသွားတယ်ငါကြီးပဲလုပ်နေဒီဖယားချောင်းမလေးဘယ်သူမှလုပ်လဲတမျက်စိနဲ့ငါပဲငါကြီးပဲအဲ့ဒါတွေဘယ်သူအလုပ်လုပ်တာလဲလူအလုပ်လုပ်တာဒါပေမဲ့ဖယားကိုကြောက်ရွံ့ယိုသေးပြီးတော့ကိုတော်လို့ဒီဟာလေးလည်းပဲနော်ဒါဝိဆိုပြောရနော်ဖယားရဲ့အိမ်တကားဝရှိမှတကားစောင့်ရတာတောင်မှတဲ့သူ့အတွက်ကကုန်ယူစရာဖြစ်သေးတယ်ကျွန်တော်တို့ကြတော့အဲ့လိုမျိုးစိတ်ပဲရှင်ဘုံမတရားတာတရားလည်းမဟောရဒီဖယားကြောင့်ငါလာတော့ညစ်ရှိတခေါမှပဲတချို့ရရှိတယ်နော်အဲ့တော့ပြောပြခြင်းတယ်ပြောရမယ်ဆိုအများကြီးပဲကျွန်တော်လည်းရေးထားတယ်အများကြီးပဲအကုန်လုံးဒီနေ့ယုံကြည်သူတွေကိုသိစေချင်တာဒါပဲချီးမွမ်းခြင်းမှာအားကြီးပါကောင်းတယ်ဒါပေမဲ့ကောင်းကြီးအားလုံးရဲ့တော့ချက်ကဘုရားကိုကြောက်ရွံ့ယူသိခြင်းပဲဘလောက်ပဲကားခုံဖယိုဖယဲကားခုံနေကတဲ့ကိုကအဲ့မှာဘုရားမရှိမှသိတယ် night club နဲ့တူသွားပြီဆိုရင်အဲ့ဒါတွေဘုရားမရှိတော့နေရဘုရားသာရှိတယ်တကယ်လေ night club မှာတောင်မှနော်ဘုရားကဘုံပေါ်လာမယ်ဆိုဘလို့အကုန်လုံးဖြစ်သွားကြမှာလဲကိုရိုးအကုန်လုံးဖြစ်သွားကြမှာလေမဖြစ်ဘူးလားခရိယာနေနက်ကလာမှာဒီမှာဆိုရင်တော့ဒီမှာဘားဒီမှာသွားတီးတဲ့လူရှိလေသူတို့ဟောတီးတဲ့ချက်ဘုရားသခင်ဖုံးဆိုပေါ်လာမယ်ဆိုအဲ့ကောင်တီးနိုင်အောင်မထင်တာအိုးယေရှုကိတာလည်းပြစ်ပြီဆိုယေရှုတော်ပဲလိုက်သွားမှာကိုရောကိုယူသိချင်းဟာကောင်းချီးအားလုံးရဲ့တော့ချက်ဖြစ်တယ်အာမင်ကျမ်းစာတွေလည်းအများကြီးပဲဩဝါဒစာထဲမှာဒီလိုရေးရတယ်ခရစ်တော်တောင်မှာတဲ့ဘာဖြစ်လို့သူဆုတောင်းတိုင်းအဖြစ်ရလဲဆိုတော့တဲ့ခရစ်တော်သည်တဲ့လူသားအဖြစ်ရှိစဉ်တဲ့နော်လူသားအဖြစ်ရှိစဉ်နော်တေခြင်းမှာကယ်တင်နိုင်သောအရှင်ထံတဲ့ကျဲလောင်သောအော်ဟစ်တန်နဲ့မျက်ရည်တို့ဖြင့်တောင်းလျှောက်၍တဲ့အသနာခံသဖြင့်တဲ့ထိုကြည်ညိုမှုကြောင့်ဘာကြောင့်လဲငိုလို့မဟုတ်ဘူးနော်ဒီမှာယေရှုကဘယ်လိုဆုတောင်းလဲတေခြင်းမှာကယ်တင်နိုင်သောကျဲလောင်အတန်ကျဲလို့အဖြစ်ရတာမဟုတ်ဘူးနော်တချို့တွေကခရစ်ယာန်တွေကမဟုတ်အတန်ကျဲရင်အဖြစ်ရမယ်လို့ထင်ကြမဟုတ်ဘူးနော်တချို့ဆိုစာနာမနဲ့ဆိုမောင်းထုတ်တဲ့ခါမှာလေအတန်ကျဲစာတန်မှာတွားဆိုအတန်သကုံကျဲစာတန်ပြေးမလို့ဘူးနော်တစ်ကလေးလေးရဒီမှာဗာလဲအော်ဟစ်တန်နဲ့မျက်ရည်တို့ဖြင့်တောင်းလျှောက်၍အဲ့လိုတောင်းလို့မျက်ရည်ဒီကိုထောက်လို့မဟုတ် तू အော်ဒါကိုထောက်လို့မဟုတ်တဲ့ဖယားကတဲ့ယေရှုကိုဒီလူသားအဖြစ်နဲ့ရှိစဉ်မှာအသနာခံတဲ့ဖြစ်ဘာကြောင့်လဲထိုကြည်ညိုမှုကြောင့်တဲ့ reverence for the Father God ဖယားသခင်ကိုကြည်ညိုမှုကြောင့်တဲ့ तू ဗာလဲဖယားသခင်ဒီနားညောင်းတော်မူတယ်ဒါကြောင့်ဒီနေ့ယုံကြည်သူတွေဆုတောင်းသလောက်ဆုတောင်းတောင်းနေလဲများသလားမမေးနဲ့နော်။အိုးချင်းတော်မှလည်းရှိတယ်ရန်ကုန်မှလည်းဆုတောင်းတာဟိုနားမှရှိတယ်လှိုင်နာမှလည်းဟိုဘက်ဆုတောင်းတောင်းနေများတော့ကျွန်တော်ဆုတောင်းအဖြေကမရဘူးဖြစ်နေတာ။ဘာကြောင့်လဲသိလား။အော်ပဲအော်တာတချို့ဆိုဆုတောင်းတောင်းကနေပြန်လာတယ်မျက်လုံးတွေကတခါအကြီးကြီးဘယ်ကပြန်လာဆုတောင်းတောင်းမပြန်လာတာ။ဘာအဖြေရဘာမှမရခဲ့ဘူး။ဘာကြောင့်လဲ။ထိုးကြည်ညိုမှုယူမသွားလိုက်ဘူး။ဖယားသခင်ကိုကြည်ညိုမှုကျွန်တော်တို့ခရိယာန်တွေရဲ့နှလုံးသားထဲမှာပြန်နေရယူဖို့အချိန်တန်ပြီဟာလေလုယာဖယားသခင်ကိုကြည်ညိုလေးစားခြင်းနှလုံးသားထဲမှာဖယားเจ้าဒီမှာကိုယ့်ရဲ့အိမ်မှာလည်းဖယားရှိတယ်လို့မယုံကြည်ဘူးလားယုံကြည်တယ်ဆိုရင်အဲ့ဒီနေရာမှာလည်းဖယားရှိတယ်ဖယားရှိတဲ့ကြည်ညိုကြည့်ပါအသက်တာထဲမှာဖယားသခင်ကနေပြီးတော့မှအမြဲတမ်းကျွန်တော်ကတော့ကျမ်းစာကြောင့်နေသင်တဲ့အခါမှာလည်းအမြဲတမ်းပြောပြတယ်ဘဝမှာလို့နေရာတိုင်းမှာဘာလို့ဖယားသည်ငါရဲ့သက်သေပါဆိုတဲ့အဲ့ဒီအရာရဲ့အသက်တာရှိလာပြီဆိုရင်တော့ဖယားသခင်ကတင့်ရဲ့နောက်ကနေမလိုက်လို့လည်းမဖြစ်တော့ဘူးလိုက်ကိုလိုက်လာလိမ့်ဖယားရဲ့ကောင်းကြီးတွေကရကိုရလိမ့်မယ်တချို့တွေကဖယားကိုကြောက်ရွံ့ခြင်းမရှိတော့ဘူးဒါကြောင့်မလို့
အချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဖခင်ကိုကြောက်ရွံ့ခြင်းကအပြစ်ကိုရှောင်နိုင်ခြင်းဖခင်ရဲ့ကွယ်ကာခြင်းအသက်ရှည်ခြင်းကောင်းကြီးခံစားခြင်းအသက်တာကိုအမှန်ပေးတဲ့အရာဖြစ်တယ်ဒီနေ့ကျွန်တော်လိုချင်တာတွေအားလုံးပဲအပြစ်ရှောင်ခြင်းနဲ့စုံစမ်းခြင်းတွေလာတဲ့အခါမှာပေါင်းနိုင်ခြင်းနဲ့ဖခင်ရဲ့ကွယ်ကာခြင်းကိုကျွန်တော်တို့လိုချင်တယ်အသက်ရှည်ခြင်းကျွန်တော်လိုချင်တယ်ကောင်းကြီးခံစားခြင်းကျွန်တော်အားလုံးအဲ့ဒီဟာကြီးအားလုံးကတဲ့ဘယ်မှာရှိတာလဲဖခင်ကိုကြောက်ရွံ့ယူသေးခြင်းမှာရှိတာအဲ့တော့ဒီနေ့မှာအချိန်ကတော့နည်းနည်းရှိသေးတဲ့အတွက်ကျွန်တော်ကျမ်းပိုက်တွေကိုတစ်ခုပြီးတစ်ခုကျွန်တော်ဖတ်ပြသွားမယ်ဒီဟာတွေအားလုံးကိုဖော်ပြတဲ့ကျမ်းပိုက်တွေတကယ်လို့အချိန်ရတယ်ဆိုရင်ကျွန်တော်ကအသေးစိတ်တော့မရှင်းပြတော့ဘူးဖတ်ပြမှာထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနဲ့ဥပဒေသကိုမထီမဲ့မြင်ပြုကြ၏ခရိယာလူမိုက်တွေမရှိဘူးလားဘုရားသခင်ကဥပဒေသတွေကိုဘုရားသခင်ကနီလန်တွေဘုရားသခင်ရဲ့အယက်ရာတွေကိုအကုန်လုံးမထီမဲ့မြင်ပြုနေကြပြီကျွန်တော်ဟောရမယ်ဆိုအကြာကြီးကြာမှာသုတ်တန်ကျမ်း1 ခုထဲမှာသုတ်တန်9:10ထဲမှာပြောထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏မူလားအမြင့်ခရိယာနဲ့ပညာမဲ့လာတာဘာကြောင့်လဲဘုရားကိုကြောက်ရွံ့ခြင်းမရှိတော့တာ။အိုးနှုတ်ကနေပြောခြင်းဟာရှောက်ပြောတယ်လှုပ်ခြင်းဟာရှောက်ပြောတယ်ဆဲခြင်းဟာရှောက်ရှဲရှောက်ဆဲတယ်နော်ခရိယာနဲ့ကအဆဲအတန်ဆုံးနဲ့ခရိယာနေပဲ။နော်ဘယ်လိုသိတယ်သိလားမန်ယူရှုံးပြီဆိုရင်အဲ့မှာအရင်ဆုံးcomment နဲ့စပြီးတော့မှလာလှောင်တာခရိယာနေပဲဟာဟာဆိုတဲ့လူတွေလည်းပါကောင်းပါနိုင်တယ်။လီဗာပူးတွေပဲရှုံးပြီဆိုတာနဲ့အရင်ဆုံးစာပို့ပြီးတော့မှနှောက်ရက်တဲ့လူလည်းဘယ်သူတွေလဲခရိယာနေပဲဆိုတော့ကျွန်တော်တို့ကဒီနေ့မှာနှုတ်စည်းကမ်းတွေမရှိတော့ခြင်းဟာဘာကြောင့်လဲဆိုတော့ကျွန်တော်ဖယားသခင်ပညာမဲ့သွားတဲ့ခရိယာတွေများလာတာပညာမဲ့ခြင်းရဲ့အချုပ်ကဘာလဲဖယားကိုမကြောက်ရွံ့ခြင်းပဲတန်ရှင်းတော်မူသောဖယားကိုတဲ့တိကျွမ်းသောသဘောတွေဉာဏ်ဖြစ်တယ်ကျမ်းပိုက်တယ်များရင်နော်ဆာလံလေး34ခုနှစ်ထဲမှာထာဝရဘုရားကိုကြောက်ရွံ့သောသူတို့ပတ်လည်၌တဲ့ကောင်းကင်တမန်တို့သည်တက်ချ၍ကဲလွတ်တယ်ကွယ်ကာခြင်းဘယ်ကနေလာလဲဖယားကိုကြောက်ရွံ့ခြင်းကနေဖယားကိုချီးမွမ်းခြင်းမဟုတ်တော့ဆုတောင်းခြင်းလည်းမဟုတ်ဘူးနော်ဒီနေ့ကျွန်တော်တို့ကလွဲမားနေတာကျမ်းစာထဲမှာကြည့်ကြည့်တောက်လျှောက်ဖတ်ကြည့်တောက်လျှောက်ဖတ်ဖယားရဲ့ကွယ်ကာခြင်းဘယ်သူတွေစီကိုလာတယ်ဖယားကိုကြောက်ရွံ့တဲ့လူတွေစီလာတာဖယားရဲ့ကောင်းကင်တမန်တွေကဘယ်သူတွေကိုတက်ချပေးတယ်လဲဖယားကိုကြောက်ရွံ့တယ်လို့ဖယားသခင်ကိုတခြင်းဆိုတဲ့လူတွေမဟုတ်ဒီနေ့မှာကျွန်တော်ပြောရမယ်ဆိုချီးမွမ်းကိုးကွယ်ခြင်းတွေမှာတခြင်းဆိုခြင်းပဲရှိတော့ချီးမွမ်းခြင်းတွေမရှိတော့ဘူးဖြစ်နေတာကျွန်တော်ချီးမွမ်းကိုးကွယ်ခြင်းလည်းအများကြီးနားမထောင်တကယ်နော်ဒီစတူဒီယိုမှာအကြီးကြီးသွင်းထားတဲ့ဥစ္စာတွေကျွန်တော်တိတ်ပြီးတော့မှမနားမထောင်ကျွန်တော်အသင်းတော်တစ်ပါးရဲ့ live version ပဲနားထောင်တယ်ဘာလို့အဲ့မှာကစစ်မှန်တဲ့ကိုးကွယ်ခြင်းတွေအဲ့ဒီမှာမထွက်တာအဲ့တော့ဒီနေ့မှာကျွန်တော်တို့ကဟန်ဆောင်ခြင်းတွေများတယ်34ထဲမှာဒီမှာနော်ကောင်းကင်တမန်တို့သည်တက်ချ၍ကဲလွတ်တက်ကြ၏ဘယ်သူတွေကိုလဲထာဝရဘုရားကိုတနေ့ကို24နာရီဆုတောင်းတဲ့လူတွေလည်းမဟုတ်ဘူးနော်တစ်ပတ်ကို3ရက်အစာရှောင်တဲ့လူတွေလည်းမဟုတ်ဘူးနော်အစာရှောင်ခြင်းတွေဆုတောင်းခြင်းတွေအားလုံးကောင်းတယ်သို့တော်လည်းပဲထိုအရာတွေရဲ့ရင်းမြစ်ကဘာဖြစ်ဘုရားကိုကြောက်ရွံ့ယူသည်ခြင်းဆုတောင်းတာကောင်းတယ်ခမည်းဆုဘလို့တောင်းလဲခမည်းလိုချင်တာကြီးပဲတောင်းတယ်ဆိုအဲ့ဒါဒီဘုရားသခင်ကိုသင်ယူသေးတာမဟုတ်ယူသေးတယ်ဆိုရင်ကိုတော်ဘုရားကိုတော်ကအရာရာသိတယ်အာလဖလည်းအိုမေဂါလည်းဖြစ်အကုန်လုံးသိပြီးသားဘုရားတော့ကျွန်တော်ကိုဖော်ပြပေးအဲ့လိုသွားဆုတောင်းရင်ကောင်းတဲ့ဆုဖြစ်ကိုတော်ဒါပေးတော့ဘာမပေးတော့မလာတော့ဘူးနော်ဆိုတာဒီအဲ့လိုမျိုးဇယိုက်နဲ့ဆိုရင်ဘယ်တော့မှဒါလည်းတချို့ဆိုဖဲရိုက်တာတောင်မှကိုတော်ကဲပါအိုးဆိုတဲ့လူကရှိသေးတယ်ချဲထိုးတာတောင်မှနော်အဲ့ဒီချဲခဏန်းဒီကိုတင်ချားလေးတိမ့်ထားပြီးကိုတော်ရေမိသားစုဆောက်ဝင်တွေခဲလို့ကဒီချဲလေးပေါက်ခိုင်းမှဆိုအဲ့ဒါဆိုဘုရားကယိုသေးတာလားမယိုသေးဘူးလားမယိုသေးဘူးဒီအသင်းတော်တွေကချဲထိုးတဲ့လူရှိတယ်ကျွန်တော်ကဘယ်တော့မှချဲထိုးလို့ဆရာရဲ့ချဲပေါက်အောင်ဆုတောင်းပေးပါဆိုတရားမှမလာသေးဘူးဖယားစီကိုကျတော့ခဏသွားကြကျွန်တော်ကိုတောင်မှအဲ့လောက်လေးစားပြီးလာမပြောတာပါဒီဖယားတစ်လောက်ကြီးကျွန်တော်ထက်အများကြီးကြီးမြတ်တယ်နော်ကျွန်တော်ဆိုနိုင်လို့တော့မရလို့သူ့တကြတော့သွားပြောတယ်လေစောကားတာဟုတ်တယ်နော်တချို့ဆိုတော့ထီလက်မှထိုးတာကျွန်တော်ပြောပြဖို့နော်အခုဟာမှာမလေးရှားမှာသေဦးဆရာလည်းကျွန်တော်အထက်တငယ်ချင်းကအရင်တော့ကျွန်တော်မြို့ထဲမှာ passport ခဏကျွန်တော်ပတ်စံယူသွားခဏတိတ်ထားပြီးဟိုက passport ယူသွားအောင်ပဲဆိုခဏတိတ်နိုင်ခါတယ်ကျွန်တော်ပြန်ထွက်သွားယုံကြည်သူအဲ့လိုမျိုးနော်ဘောနကဲမဖြစ်ခင်လို့ပြောရမှာပေါ့အဲ့ဒါကျွန်တော်ခဏလေးပြန်ဆင်းလာတဲ့သူကကျွန်တော်ပတ်စံအိမ်နဲ့ထီဆိုင်မှာတွေ့တာဟာဟေးအောင်လို့ငါပတ်စံနဲ့မင်းဘာလို့ထီထိုးဖို့လုပ်နေလဲမသိဘူးလေတဲ့အမှုတော်ဆောင်နဲ့ပတ်စံဆိုတော့ပူများပေါက်မလားလို့ငါလုပ်ကြည့်တာတကယ်ရှိတယ်နော်အမှုတော်ဆောင်ရပတ်စံနဲ့အဲ့တော့ဖယားကိုယ့်ရဲ့သင်းဥစရာတွေကိုယ့်ရဲ့အိမ်ကလူတွေတော့မပြောရတဲ့ဥစ္စာတွေတကယ်ဘာမှမဟုတ်တဲ့ချဲပေါက်ဖို့တွေထီပေါက်ဖို့တွေတချို့ဆိုကိုယ်နေတိုင်းမြူပြီးတော့မှကိုတော့ကျမ်းမာချင်းမာတဲ့ပြန်လှုပ်သေးတယ်ကိုတော့ကလည်းဗာပြောမယ်ထင်တယ်ကျွန်တော်ဆိုအဲ့လိုလာပြောတယ်ဟေ့အားလို့မင်းဒါလောက်ကွန်စားပြီးတော့မင်းမဖျားရင်တော့ဒါမဖြစ်နိုင်ဘူးလို့ဖျားဖို့ဖျားမှရမှာလို့ဘိုက်ကနာမကိုရမှာလို့ဘာဖြစ်စားဒါလောက်ကွန်တွေးတွေမြူထားပြီးတော့မှဘာမှမဖြစ်ဘူးဆိုတာဖြစ်ကိုမဖြစ်မင်းဦးကတော့တန်မဏိမှမဟုတ်တာတော့မျိုးသားမျိုးမြဲမြဲတော့ပြတ်စည်းမှာအဲ့ခါကျကိုတော့ကျမ်းမာပြီးတော့မလုံနဲ့လို့နော်
ဒါကြောင့်မလို့ကျွန်တော်တို့ကကောင်းကင်တမန်တို့ဒီဘသူတွေကိုတက်ချပြီးရလဲဖခင်ကိုကိုးကွယ်တဲ့လူတနေ့ကို3နိုင်ဆုတောင်းတဲ့လူမဟုတ်တော့ဖခင်သခင်ကိုကြောက်ရွံ့ယူသေးခြင်းတချို့တွေကဆုတောင်းတာဖခင်ကိုကြောက်ရွံ့ခြင်းမရှိဘူးရက်ွက်လူကြီးလောက်တောင်ဖခင်ကိုမကြောက်ကြတော့ဘူးနော်ခရိယန်နေလေမထင်ဘူးလားရက်ွက်ဒီမကြိုက်တော့မလှုပ်ကြနဲ့တိတ်မကြဲကြနဲ့နော်ဖခင်မကြိုက်မှာကိုတော့နည်းနည်းမှကောင်းနေမှမထားရက်ွက်မကြိုက်မှာတော့အရန်ကြောက်တာဒါခရိယန်နေတော့ကျမ်းပိုက်တယ်အများကြီးပဲဒီနေ့မှာကျမ်းပိုက်ပဲပေးတာနော်စာလ25:14ထဲမှာထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်ကိုတော်မြတ်နဲ့မိသားရဖွဲ့ရတဲ့အခွင့်နဲ့ပြိညာဉ်တရားကိုသိရသောအခွင့်ရှိတယ်ဖခင်နဲ့ပေါင်းသင်းခြင်းကလည်းဘယ်ကနေလာလဲဖခင်ကိုကြောက်ရွံ့ခြင်းဒါကောင်းကြီးပဲဒါကြောင့်သူတို့ကဘုရားသခင်ကသူတို့ဆုတောင်းတိုင်းသွားအော်တိုင်းနော်လေချောင်းတွေနာလာတိုင်းဘုရားသခင်ကိုသွားဆုတောင်းတာမဟုတ်ဘုရားသခင်နဲ့စကားပြောအဲ့လောက်လေချောင်းနာလာစရာအကြောင်းမရှိပါဘူးနော်မျက်လုံးတွေရောင်လာစရာမရှိပါဘူးဘုရားခင်နဲ့စကားသွားပဲနဲ့ဆုတောင်းတောင်းသွားပြီးတော့မှတကယ်ဟိုမှာတဲ့အတုပထဲမှာသွားငိုရတယ်လို့နဲ့ပြန်လာတဲ့အဖွဲတွေကဲပြုံးရွှင်ပြီးတော့ပြန်လာကိုရိုနဲ့လေကောင်းကောင်းစကားပြောလာခဲ့သေးလားဟိုကျွန်တော်နားမလည်နိုင်တဲ့ကိုရိုကနားလည်အောင်ဖွင့်ပြအိုးအရန်ပြောပြအခုကကြောင့်မဆုတောင်းတောင်းပြန်အိမ်မှာရေလေးခပ်ပေးကြပါအောင်ငါသွားဆုတောင်းတာပင်ပန်းလာအမလေးဆုတောင်းတဲ့လူကသွားပင်ပန်းလာနော်မပြောတော့ဘူးနော်အများကြီးအဲ့ဒါကျွန်တော်မဟောတော့ဘူးဆိုတော့ကျွန်တော်ထထဟောပြန်တယ်ကွာဖျက်ကြောက်ရွံ့ခြင်းတွေတွေ့ပြီလားကျမ်းစာတွေထဲမှာတော်တော်များများကြည့်ကြည့်အများကြီးပဲရှိတယ်ဒါတော့မှကျွန်တော်တကယ်ကိုဟောဖြစ်တယ်ရှင်လုကာ1:50ထဲမှာထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်တနာတော်မူခြင်းကျေးဇူးကိုအစင်မပြတ်ခံစားကြတယ်ဘယ်သူတွေလဲဘုရားကိုကြောက်ရွံ့တဲ့သူတွေဆိုဒီနေ့ကျွန်တော်မေးရမှာကကျွန်တော်ဘုရားเจ้าမှန်လားစပုတ်တပုတ်မှန်လားဘုရားเจ้าသွားလားလက်ထောင်လားနော်ဒူးထောက်လားမမေးနဲ့ကျွန်တော်နှလုံးသားထဲမှာဘုရားကိုကြောက်ရွံ့ယူသိခြင်းရှိသလားမရှိဘူးစာလံ103:19ထဲမှာထာဝရဘုရား၏ဂရုဏာတော်မူကားတဲ့ကြောက်ရွံ့သောသူတို့အပေါ်ကာလအစဉ်အဆက်ဘယ်သူတွေလဲဘုရားကိုကြောက်ရွံ့တဲ့သူတွေဘုရားเจ้าမှာတော့ကြောက်ရွံ့တယ်လို့နေတာနော်အိမ်ရောက်ရင်တော့အမလေးကိုတော်ကဘုရားเจ้าထဲမှာကျွန်တော်ကြိုးတုပ်ပြီးထားခဲ့တာကျမ်းပိုက်ရှိသေးတယ်မပူနဲ့အများကြီးပဲဒီမှာရှိသေးတယ်3:30:29ထဲမှာနော်ရေးလို့တော့လက်ညောင်းပြီမဟုတ်လားဒါတွေကိုကြည့်စေချင်တာတော့ကြည့်စေချင်ကျမ်းစာတွေအားလုံးနီးပါးကဘုရားရဲ့ကြောက်ရွံ့ခြင်းအကြောင်းကိုပြောထားတာကိုးကွယ်တာတော့မှကြောက်ရွံ့ယိုသေးလျက်ကိုးကွယ်မှာဆုတောင်းတာတော့မှကြောက်ရွံ့ယိုသေးလျက်ဆုတောင်းရမှာကိုးကွယ်တာဟိုဝင်ငါတာအားလုံးဘာပဲလို့ဘုရားသခင်ကြောက်ရွံ့ခြင်းယိုသေးခြင်းကလည်းစီးထွက်လာတဲ့အသက်တာဖြစ်ရမယ်ထာဝရဘုရားကိုကြောက်ရွံ့သောသဘောတည်းတဲ့အသက်တာကိုရှေ့စေတတ်ရဲ့ကဲအသက်ရှေ့ခြင်းကဘယ်မှာရှိရလဲဘုရားကိုရက်ွက်လူကြီးကိုကြောက်ခြင်းမဟုတ်အဖေမေကိုပဲကြောက်ခြင်းယိုသေးခြင်းမဟုတ်ဘူးဘုရားသခင်ကိုကြောက်ရွံ့ယူသေးခြင်းမတရားသောသူ၏နှစ်ပေါင်းကာလကတိုးတက်တယ်တဲ့ထာဝရဘုရားကိုကြောက်ရွံ့၍တဲ့လမ်းခရီးတော်သို့လိုက်သွားသမျှသောသူတို့သည်မင်္ဂလာရှိကြ၏ဘာလဲထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခရီးတော်သို့လိုက်သွားတယ်တချို့တွေကဘုရားเจ้าသာလိုက်လာတာနော်ဘုရားကိုကြောက်ရွံ့ခြင်းမရှိဘူးတချို့ကကောင်မလေးတွေသွားကြည့်ဖို့လာတဲ့လူကရှိသေးတယ်ကောင်လေးတွေသွားငန်းဖို့လာတဲ့လူကရှိသေးတယ်နော်တချို့ဘုရားเจ้าနေမှာပြောကြတာပါဟောလေမိုက်တယ်နောက်ပါလေသွားအောင်မေးရေမွေးတွေ9000ဖို့သွားဝယ်ပြီးတော့မှရေမွေးတွေဆွတ်ပြီးတော့နော်နှလုံးသားတော့မပြင်စေလောက်ရေမွေးတွေတခြားဆွတ်ပြီးတော့လက်မျက်နှာပြပြလာတာသွားငန်းအောင်မေးမမကိုငန်းတဲ့ဖွဲ့ကြည့်နောက်မှကွန်ပျူတာနောက်မှရက်ထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခရီးတော်သို့လိုက်သွားသမျှသောသူတို့သည်မင်္ဂလာရှိတယ်အဲ့တော့လမ်းခရီးသွားတိုင်းမင်္ဂလာရှိမယ်လို့မထင်နဲ့ဘုရားကိုကြောက်ရွံ့ခြင်းမပါလာရင်မင်္ဂလာလည်းရှိမနေတော့ထို့သောပြုလင်သင်သည်မိမိလက်နဲ့လှုပ်ဆောင်ရရသောအစာကိုစားရလိမ့်မယ်အရန်သဘောကျတယ်ဒါကျွန်တော်ဝင်ခမယ်ဆိုအရန်ကြောက်တရားဒေသနာစီးရီးစသက်ပဲမင်္ဂလာရှိ၍ကောင်းစားရလိမ့်မယ်လှုပ်ဆောင်ပြီးတော့မစားတဲ့လူတွေအများကြီးရှိလှုပ်ဆောင်ပြီးစားရတဲ့အခွင့်ကဘုရားသခင်ကိုကြောက်ရွံ့ယူသည်ရဲ့သွားလာခြင်းမှာရှိတာဖြစ်တယ်ဇာလံ130နဲ့တိနိကနဲ့3ချီအများကြီးပဲနော်ထာဝရဘုရားကိုကြောက်ရွံ့၍ဗါတယ်လေကြောက်ရွံ့၍ပြောကြည့်အောင်ကြောက်ရွံ့၍လို့ပညာတော်တို့ကို၌အလွန်မွေ့လျော်သောသူသည်မင်္ဂလာရှိထိုသူ၏သားမြေတို့သည်ညီပေါ်မှာအားကြီးကြလိမ့်မည်ဖြောက်ပတ်သောသူတို့၏အမျိုးအနွယ်သည်မင်္ဂလာရှိတတ်၏ထိုသူ၏အိမ်၌စီးစိမ်ဥစ္စာကျွယ်ဝ၍သူ၏ကောင်းကျိုးသည်အစင်မြဲတည်တတ်၏ကျွယ်ဝခြင်းကိုပြောပြီးခရိယန်တွေအာညောင်းလာပြီကျွယ်ဝရမယ်ပြောမဟုတ်ဘူးဘုရားသခင်ကိုကြောက်ရွံ့ယိုသေးခြင်းမရှိသေး၍ဖျားထံကကြွယ်ဝခြင်းတော့လာမှာမဟုတ်လောကမှာတော့စ조사ရင်တော့တိုက်ဒီကားတွေပိုက်နိုင်တယ်ဒါပေမဲ့ဘုရားသခင်ထံကကြွယ်ဝခြင်းကဘုရားသခင်ကိုကြောက်ရွံ့၍ကဲဆိုတော့အဲ့လောက်ပါပဲ
နောက်ဆုံးမှာဒီအချက်လေးကိုဆင်ခြင်နေတဲ့ဒီနေ့မှာကျွန်တော်နားကြမယ်ဖခင်ကိုကြောက်ရွံ့ခြင်းသည်ကောင်းကြီးမင်္ဂလာအဖျားဖျားကိုရစေတဲ့ပညာဖြစ်တယ်အာမင်ကောင်းကြီးအဖျားဖျားကိုရစေသောပညာသည်ဖခင်သခင်ကိုကြောက်ရွံ့ခြင်းဖြစ်တယ်ယုံသေးခြင်းဒီနေ့ကျွန်တော်တို့တက်တာထဲမှာဆန်းစစ်စေခြင်းတာဖခင်ရဲ့အထူးသဖြင့်ဆန်းစစ်ရမယ့်အရာသည်ကျွန်တော်တို့အထက်ထဲမှာဖခင်ကိုတတ်သိထားသလားပြင်သွားတဲ့အခါမှာအိမ်ရောက်တဲ့အခါမှာဒီဖခင်ကိုကြောက်ရွံ့ယူသေးခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့လှုပ်ဆောင်သမျှအားလုံးကအခြေအနေပဲဒါကြောင့်ကျွန်တော်အားလုံးမတည့်ရကြရအောင်ဒီနေ့မှာတူတူကစက္ကပ်စီခြင်းတဲ့အရာကတော့ကျွန်တော်ဆန်းစစ်စီခြင်းတာပဲနှလုံးသားကိုကျွန်တော်တို့ကခွဲစိတ်ကြည့်ရအောင်စိတ်ဖြာကြည့်ရအောင်ကျွန်တော်တို့အထဲထဲမှာဖခင်ကိုကြောက်ရွံ့ခြင်းရှိသည်မရှိသည်ဒီနေ့ကောင်းကြီးအဖျားဖျားတို့ရဲ့တော့ချက်ဒီဖခင်ကိုကြောက်ရွံ့ခြင်းဖြစ်တယ်လူဒီကိုမဟုတ်ဘူးဖခင်ကိုကြောက်ရွံ့ခြင်းလှုပ်သမျှအလုပ်ဒါကြောင့်မလို့ယေရှုကပြောတယ်အပြင်မှာအလုပ်သွားလုပ်ရင်တောင်းပါတဲ့အဲ့ဒီတထေးရဲ့အလုပ်ကိုလှုပ်တဲ့ကဲ့သို့မလှုပ်ပါနဲ့တဲ့ဖခင်ရဲ့အလုပ်ကိုလှုပ်တဲ့ကဲ့သို့ပဲလှုပ်ပါနေရာတိုင်းမှာဖခင်ကိုကြောက်ရွံ့တတ်တယ်ယိုတေတတ်တယ်ဆိုရင်တဲ့ဖခင်ရဲ့ကောင်းကြီးမင်္ဂလာခုနကပြောတဲ့ကောင်းကြီးအဖျားဖျားတွေအသက်ရှည်ခြင်းတွေကျမ်းမာခြင်းတွေကျဲဝခြင်းတွေအားလုံးရဲ့တော့ချက်ကဖခင်ကိုကြောက်ရွံ့ခြင်းဒါကြောင့်မလို့အခုချိန်မှာကဘာမှာမြန်မာပြည်မှာကျဲဝခြင်းကအများကြီးဝေငှပြီးမွဲတယ်နေတဲ့လူတွေဘာကြောင့်လဲဖခင်ကိုကြောက်ရွံ့ခြင်းမရှိလို့ဖြစ်တယ်အာမင် praise the lord hallelujah thank you jesus ဖခင်ကိုကိုးကွယ်ရအောင်ဖခင်ကိုတူတူကကိုးကွယ်ကြရအောင် hallelujah ဖခင်ကိုကြောက်ရွံ့တဲ့နှလုံးသားကျွန်တော်တို့ကိုပေးပါဖခင်ဒီနေ့ဖခင်ကိုကြောက်ရွံ့ခြင်းဟာကောင်းကြီးအဖျားဖျားရဲ့တောချက်ဖြစ်တယ်ဆိုတာကိုဒီနေ့ပြန်လည်ယုံကြည်ကြရအောင်ဒီနေ့ခရိယန်ဒီကြားထဲမှာပျောက်သွားသောအရာသည်ဖခင်သခင်ကိုကြောက်ရွံ့ယူသေးခြင်းဖြစ်တယ်ဆိုတော့ပြန်လည်ယုံကြည်ကြရအောင်မိတ်ဆွေဒီနေ့မိတ်ဆွေရဲ့မိသားစုတွေထဲမှာပျောက်နေတာကတခြားအရာတွေမဟုတ်ပါဘူးဖခင်ကိုကြောက်ရွံ့ယူသေးခြင်းဖြစ်ပါတယ်ဖခင်သခင်ကိုချီးမွမ်းခြင်းမှာအားကြီးတာကောင်းတယ်ဖခင်သခင်ကိုချစ်ခြင်းမှာအားကြီးလာတာကောင်းတယ်သို့တော်လည်းပဲထိုအရာတွေအားလုံးဟာဖခင်ရဲ့ကြောက်ရွံ့ခြင်းမှာအရင်တည်ခြင်းမရှိဘူးဆိုရင်အလားအသာဖြစ်သွားတယ်မိတ်ဆွေ praise the lord hallelujah thank you jesus ထာဝရဘုရားသည်ငါ၏ကြောင့်ငါ၏မျိုးရိုးငါကိုကယ်တင်တော်ရှင်ငါ၏ဘုရားငါကိုစားသောစွမ်းတတိငါကိုစားသောစွမ်းတတိငါ၏ကွယ်ကငါကိုကယ်တင်တော်ဦးချို hallelujah ငါ၏ရဲ့တာနောက်တစ်ခါလောက်ထာဝရဘုရားသည်ထာဝရဘုရားငါ၏ကြောင့်ဘုရားကိုကြောက်ရွံ့ယူသေးခြင်းနှလုံးသားတွေပေးပါဘုရားဘုရားကိုကြောက်ရွံ့တဲ့ယူသေးတဲ့နှလုံးသားတွေပေးပါဘုရားအိမ်မှာအလုံးမှာဘုရားကြောင့်မှာဘယ်မှာပဲနေဘယ်မှာပဲရောက်ဘုရားသခင်ကိုကြောက်ရွံ့ယူသေးတဲ့နှလုံးသားတွေပေးပါဒီနေ့ဒီမှာရှိတဲ့ဖခင်တယောက်ချင်းစီတိုင်းငါ၏အကွယ်ကငါကိုဘုရားကိုကြောက်ရွံ့ယူသေးခြင်းနှလုံးသားတွေပေးပါဘုရားသခင်စီးပွားရေးလုပ်တဲ့အခါမှာလူတွေနဲ့ဆက်ဆံတဲ့အခါမှာဘုရားကိုယူသေးတယ်ဆက်ဆံခြင်းတွေကိုစီးထွက်စေပါထာဝရဘုရားသည်ငါ၏ကြောင့်ထာဝရဘုရားသည်ငါ၏ကြောင့်ငါ၏မျိုးရိုးငါတော်ဘုရားသခင်သားလေးငါရဲ့ကိုယ်သားခြင်းဘုရားသခင်သားလေးငါရဲ့ကောင်းကြီးရဲ့အရှင်မြတ်ဖြစ်တယ်ဘုရားသခင်သားလေးကျွန်တော်ရဲ့ကိုလိုရဘုရားသခင်သားလေးရဲ့ကျွန်တော်ရဲ့ကောင်းကြီးကိုကယ်တင်တော်ချိုငါ၏ရဲ့တိုင်းဖြစ်တော်နောက်ဆုံးတစ်ခေါက်ထာဝရဘုရားသည်ထာဝရဘုရားသည်ငါ၏ကြောင့်ငါ၏ရိုးရိုးငါကိုကယ်တော်ရှင်ငါ၏ဘုရားငါကိုစားတဲ့ဆွမ်းတတိကိုရောကိုယုံနေခြင်းပေးပါကိုရောကိုယနေ့လေးနဲ့ခြင်းပေးပါငါကိုကယ်တင်တော်ချိုငါ၏ရဲ့တိုင်းဖြစ်တော်မူသည်ကိုရောဖျားဒီနေ့မှာကျွန်တော်တို့တောင်းတဲ့ဆုတစ်ခုကဒါပါပဲကိုရောကိုကြောက်ရွံ့ယိုသေးခြင်းတွေကိုပြန်လဲယုံကြည်သူများဖြစ်စေပါဖျားသခင်ကိုရောကိုနေရာတိုင်းမှာယိုသေးတတ်တဲ့သူတွေဖြစ်စေပါဒီနေ့ဖျားเจ้าထဲမှာမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့အလုပ်တွေမှာကျွန်တော်ရဲ့အိမ်တွေမှာကျွန်တော်သွားတဲ့နေရာတိုင်းမှာကိုရောကိုယိုသေးတော်သူတွေဖြစ်စေပါဖျား Thank you Jesus ယနေ့မိတ်ဆွေရဲ့တတာထဲမှာဖျားခင်ယုံ
ယိုသေးခြင်းဘုရားသခင်ကိုကြောက်ရွံ့ယိုသေးခြင်းလေးမြတ်ခြင်းတွေကိုပြန်လဲပြီးတော့မှနေရာယူစေပါပြန်လဲပြီးတော့မှယုံကြည်ပါဒီဘုရားသခင်ရဲ့ကောင်းကြီးဖြတ်တဲ့ခုနကမြင်တဲ့ကောင်းကင်တမန်ဒီပင်လေတဲ့ဘုရားသခင်ကိုကြောက်ရွံ့ယိုသေးတဲ့သူတွေအတွက်တက်ချလျက်ဆောင်းလျှောက်တယ်ဒီဘုရားသခင်ကိုကြောက်ရွံ့ယိုသေးခြင်းဟာအဓိကတော့ချက်ဖြစ်ပါတယ်ဒီနေ့ခရိယန်တွေကြားထဲမှာပျောက်ဆုံးနေတဲ့အရာဖြစ်ပါတယ်ဒီအရာကိုပြန်လဲပြီးတော့မှတက်တာထဲမှာစိုးစမ်းစေရအောင်ကိုတော်ဘုရားယေရှုတင်ပါတယ်ဒီနေ့ရောက်လာကြတဲ့သားသမီးတယောက်ချင်းစီတိုင်းအသက်တာထဲမှာအကြီးဆုံးမှအငယ်ဆုံးနိုင်အောင်ဘုရားသခင်ကိုကြောက်ရွံ့ယိုသေးခြင်းကြောင်းသွားတဲ့အခါမှာဘယ်မှာပဲနေမိဘတွေမမြင်တဲ့နေရာမှာတငယ်ချင်းတွေမမြင်တဲ့နေရာမှာကိုတော်မြင်တယ်ကိုတော်ရှိတယ်ကိုတော်ဟာငါတသက်ဖြစ်တယ်ဆိုတဲ့အသက်တာကိုဆက်လက်ပြီးတော့မှပေးသနာတော်မူပါရောက်တဲ့နေရာတိုင်းဟာကိုတော်ရှိတဲ့နေရာဖြစ်ပါတယ်ကိုတော်ကိုယိုသေးခြင်းဟာပထမဖြစ်ပါတယ်ကိုတော်ကိုလေးမြတ်ခြင်းကပထမဖြစ်ပါတယ်အဲ့ဒီအရာတွေကပညာရဲ့အချုပ်အခြာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကောင်းစားခြင်းရဲ့တော့ချက်ဖြစ်ပါတယ်အောင်မြင်ခြင်းရဲ့တော့ချက်ဖြစ်ပါတယ်ဗျာဒီတပတ်လုံးမှဒီသားသမီးတွေကိုဘုရားသခင်ကိုကြောက်ရွံ့ယိုသေးခြင်းနဲ့ပတ်သက်တဲ့အကြောင်းကိုနေ့တစ်စဉ်စဉ်းစားတော်သူများဖြစ်စေပါကောင်းတယ်မှာထည့်ပေးပါဘုရားတန်ရှင်တော်ဝိညာဉ်တော်ဘုရားမဆာပါယေရှုတော်ကိုယ်တော်ပေါင်းကိုချီးမွမ်းရကျွန်တော်ရဲ့အချိန်တိုင်းများအားလုံးကိုဂရောလက်ဘတ်တို့ပြန်လဲဆက်ကပ်ပြီးတော့မှအနှံ့ကြတဲ့အခါမှာကျွန်တော်တို့ကအမတန်မှချစ်တဲ့ယေရှုခရစ်တော်ရဲ့နာမကိုအမိပြုပြီးတော့မှပြန်လဲဆက်ကပ်အနှံ့ကြပါတယ်ဖခင်သခင် Amen Amen Praise the Lord Hallelujah